ဒုတိယကမ္ဘာစစ်ပြီးဒိန်းမတ်နိုင်ငံကဂျာမနီနိုင်ငံလက်အောက်ခံအဖြစ်ကနေလွတ်လပ်ရေးရရှိခဲ့တဲ့အချိန်ဖြစ်ပါတယ်။ရှေ့တန်းကစစ်သားတွေလမ်းလျှောက်နေကြတော့တက်ကြက်ကြီးကားကရုတ်တရက်ကားရက်ပြီးဒိန်းမတ်အလံကင်ထားတဲ့ဂျာမန်စစ်တုပ်ဘန်နာကတ်ကခေါင်းနဲ့အပတ်ပါတိုက်ချလိုက်ပါတယ်။သူ့ကိုဝင်သားတဲ့ဂျာမန်စစ်သားကိုလည်း queue ဆိုင်မနေပဲလက်သီးနဲ့ထိုးလိုက်ပါတယ်။ပြီးတော့မှရောက်လာတဲ့စစ်သားတွေကိုကားကအနောက်ကရိုးတန်းစီပို့ခိုင်းခဲ့ပါတယ်။ကပတိန်အဘီကစစ်တုပ်မန်းတွေကိုသူ့ရဲ့အလုပ်လုံးမဲ့ရည်ရွယ်ချက်ကိုရှင်းပြပြီးဂျာမန်မြေမြုပ်မိုင်းတွေရှိတဲ့ဒိန်းမတ်ရဲ့အနောက်ကရိုးတန်းကိုနမြင်ရှင်းလင်းရေးလုပ်ခိုင်းခဲ့ပါတယ်။ကားကတော့စစ်တုံးမန်းတွေကိုနတ်ကြီးချက်တွေနဲ့မညာမတာဆက်ဆံနေခဲ့ပါတယ်။မြေမြုပ်မိုင်းတွေကဒိန်းမတ်နောက်ကရိုးတန်းတစ်လျှောက်မှာခမန်းကြီးမိုင်းအလုံးကြီးက1.2တန်းလောက်ကိုမြုပ်ထားတယ်လို့သိရပါတယ်။ဒိန်းမတ်စစ်သားတွေကဂျာမန်စစ်တုံးမန်းတွေကိုလက်ပလာနဲ့ပဲမိုင်းရှင်းဖို့တင်ပေးပါတယ်။လေ့ကျင့်ရေးကာလတိုးပြီးတော့အဘီကတုံးမန်းတွေကိုမင်းတို့အမားလုပ်ရင်တေးရင်တေးမတေးရင်ဒဏ်ရာပြင်းပြင်းထန်ထန်ရလိမ့်မယ်လို့ပြောပါတယ်။လက်တွေစမ်းသပ်မှုလုပ်တော့ဂျာမန်စစ်သားတစ်ယောက်ကမိုင်းဖြုတ်ရင်မှားသွားလို့တေသွားခဲ့ပါတယ်။နောက်တစ်ရက်မှာကားကစစ်တုံးမန်းတွေကိုကမ်းခြေကိုခေါ်သွားပြီးတဲထဲမှာစိုက်ထားတဲ့အလံနက်ကိုပြကဂျာမန်စစ်သားလေးတွေကိုအလံနက်မရောက်ခင်အထိမိုင်းတွေကိုဖြုတ်ရမယ်လို့ခိုင်းပါတယ်။ဂျာမန်စစ်သားလေးတွေကမိုင်းဖြုတ်ဖို့အတွက်ကိုအသက်ကိုစတေးသွားရပြီးမိုင်းတွေပက်လက်ဝိုင်းနေတဲ့တဲတောင်မြင်စီသွားကြရပါတယ်။ကားကမင်းတို့အနေနဲ့တနာရီကိုမိုင်း6လုံးလုံးနဲ့စုစုပေါင်းမိုင်းအလုံး4000ခွဲကိုဖြုတ်ပြီးမသေးခဲ့ရင်3လအတွင်းအိမ်ပြန်ရမယ်လို့ပြောပါတယ်။နောက်ပြီးကောင်လေးတွေကိုကြောက်တုံးကနေရေစက်နာကအမတ်အထိလုံခြုံရေးစုံလုပ်မယ်လို့ကားကထပ်ပြီးအမိန့်ပေးပါတယ်။ကာကောင်လုံးနဲ့ဂျာမန်စစ်သားလေးတွေကတဲခုံပေါ်မှာအလုတ်တောင်ဝန်ကိုအနေကင်းကင်းနဲ့ပြီးဆုံးသွားခဲ့ပါတယ်။အလုတ်ပြီးတော့သူတို့ကနားနေတဲမှာပြန်လာခဲ့ကြပါတယ်။နောက်တစ်နေ့မှာဂျာမန်စစ်သားလေးတွေကမစ်ရှင်ကိုဆက်လုပ်ကြပါတယ်။စစ်ပြီးတဲ့ခေတ်မှာစားနပ်ရိက္ခာနဲ့အစာအစာပြက်လက်နေလို့သူတို့လည်းအစားအသောက်ကိုကောင်းကောင်းမစားရတာကြောင့်စစ်သားလေးတွေကအားပြက်ပြီးချိနဲ့လာခဲ့ကြပါတယ်။အားနေနေကြပေမဲ့မိုင်းရှင်အလုပ်ကိုတော့တနာရီအတွင်းပြီးအောင်လုပ်နိုင်ခဲ့ကြပါတယ်။အလုပ်ပြီးတော့ဂျာမန်စစ်သားလေးတွေရဲ့ခေါင်းဆောင်စီဘတ်ရှန်ကကားစီမှာအစာအစာ1000တဲ့အခါကားကတွေးအေးအေးနဲ့မရှိဘူးလို့ပြန်ပြောပါတယ်။နောက်တစ်နေ့မှာဝါနာလို့ခေါ်တဲ့ဂျာမန်စစ်သားလေးရဲ့အမွာညီအာနက်ကအာဟာရပြက်ပြီးအန်ထားလို့နားဝင်ပေးဖို့တောင်းပန်ပေမဲ့ကားကညံတာမှုကင်းမဲ့စွာနဲ့အလုပ်ကိုလုပ်ခိုင်းခဲ့ပါတယ်။ဘာမှမတတ်နိုင်တော့အာနက်ကတဲတော်မြေမှာနားနေပြီးဝါနာကမိုင်းဖြုတ်ရပါတယ်။တစ်ဖက်မှာလည်းဝီဟန်ဆိုတဲ့စစ်သားလေးကမိုင်းပေါ်မှာတက်တဲ့အမီလို့မိုင်းပေါက်ပြီးလက်ပြတ်သွားတော့ကားကဝီဟန်ကိုစေယုံပို့ပေးခဲ့ပါတယ်။နောက်တော့မှဂျာမန်စစ်သားလေးကစားစရာမရှိလို့တွေးတဲ့အသီးနှံအပုပ်တူးတွေကိုစားမိကြပြီးအစာအစိတ်တင်နေကြတာကြောင့်ကားကသူတို့ကိုစားရည်တွေတောက်ခိုင်းပြီးပြန်အထွက်အောင်လုပ်ခဲ့ပါတယ်။နောက်တစ်ခါမှစီဘတ်ရှန်ကမိုင်းတွေကိုအလွယ်ရှင်းနိုင်မဲ့ free အကြောင်းရှင်းပြပေမဲ့ကားကတော့လက်မခံခဲ့ပါဘူး။နောက်တစ်နေ့မှာကားကမိုင်းမိထားတဲ့ဝီဟန်ကိုဆေးရုံမှာလူနာတွားပြီးတော့ဝီဟန်ကဆုံးသွားတာကိုသိခဲ့ပါတယ်။အဲ့ဒီနောက်ကားကသူအပြစ်မကင်းသလိုခံစားရပြီးစခန်းပြန်ကကောင်လေးတွေအတွက်အစာရည်စာတွေခိုးလာပေးခဲ့ပါတယ်။သူရိတ်ခါတွေယူသွားတာကိုအဘီကမြင်ပေမဲ့ဘာမှမပြောခဲ့ပါဘူး။ကားကအနောက်ကမ်းရိုးတန်းကိုပြန်သွားပြီးကောင်လေးတွေကိုအစာရည်စာကျွေးတဲ့အခါကောင်လေးတွေလည်းအာဟာရရှိတဲ့မုန့်တွေမစားရတာကြပြီဖြစ်တာကြောင့်အားရပါးရစမ်းတောက်ခဲ့ကြပါတယ်။ပြီးတော့ကားကကောင်လေးတွေစိတ်တမကြအောင်ဝီဟန်အသက်ရှင်နေတဲ့အကြောင်းကိုလည်းလိမ်ပြောခဲ့ပါတယ်။ဒါပေမဲ့သတင်းစိုးတစ်ခုကတော့ကောင်လေးတွေဟာတပတ်လုံးအတွက်တနာရီကိုမိုင်း8လုံးအရေးအတွက်ရအောင်ဖြုတ်ရမှာပဲဖြစ်ပါတယ်။ကောင်လေးတွေမိုင်းဖြုတ်နေတာကိုကြည့်ရင်အလုပ်မပြီးနိုင်တာကိုသိနေတာကြောင့်နောက်ဆုံးမှာတော့ကားကအလုပ်ပို့တွင်အောင်လို့စီဘတ်ရှန်ထွင်ထားတဲ့မိုင်းရှင်နီဖရင်ကိုသုံးခွင့်ပြုခဲ့ပါတယ်။အလုပ်ပြီးတော့ကောင်လေးတွေကနားနေတဲ့ရှေ့မှာပြန်နာကြပါတယ်။ညရောက်တော့အဘီကမမျော်လင့်မဲရောက်လာပြီးကောင်လေးတွေကိုနှိပ်စက်ဖို့ပြီးတိန်စစ်သားတွေကိုခေါ်လာခဲ့ပါတယ်။ကားကကောင်လေးတွေအတွက်အစာခိုးပေးနေရဆိုတဲ့ကောလာဟာလာတွေကြောင့်ဒီလိုနှိပ်စက်နေတာပဲဖြစ်ပါတယ်။ကောင်လေးတွေအော်ဟစ်တန်ကြောင့်ကားရောက်လာပြီးအဘီကိုမနှိပ်စက်ဖို့တားရင်ကောင်လေးတွေကိုကာကွယ်ပေးခဲ့ပါတယ်။ကားရောက်လာတာကြောင့်နှိပ်စက်ပွဲပြတ်သွားလို့ပြန်တော့မလို့လုံနေတဲ့အဘီနားကိုတွားပြီးကားကမင်းလို့ရက်ကလက်ခံနိုင်စရာအကြောင်းမရှိဘူးလို့ပြောတော့အဘီကသူကြားထားတဲ့အစာခိုးတဲ့ကောလာဟာလာအကြောင်းပြောရင်ကားကိုပြန်ရန်တွေးပါတယ်။ကားကအစားတောက်တွေကသူ့အတွက်နဲ့သူ့ခွေးအတွက်ပဲယူတာပါလို့လိမ်ပြောပေမဲ့အဘီကမယုံခဲ့ပါဘူး။နောက်တစ်နေ့မိုင်းဖော်တဲ့အခါအာနက်ကသူ့ကိုဝါနာအလုပ်လုပ်နေတဲ့နေရာတစ်ဝိုက်မှာမိုင်းရှိနေတာကြောင့်တတိထားပြီးလှုပ်ဖို့ပြောပြီးတတိပေးပေမဲ့ဝါနာကမကြားခဲ့ပါဘူး။ဝါနာကမတော်တဆမိုင်းဖြုတ်လိုက်တော့တစားစီပောက်ကွဲထွက်သွားပါတယ်။အာနက်ကဝါနာစီပြေးသွားပြီးသူ့အကိုအလောင်းကိုတွေးယူတွေးတန်းရှာပါတယ်။ကားကဘလူးပဲနှစ်သိမ့်အာမက်ခမသူ့အကိုဝါနာတေးပြီးဆိုတာကိုလက်မခံနိုင်ပဲဝမ်းနေနေတာကြောင့်ကားကအာနက်အိပ်ပျော်သွားတဲ့အထိချောပုတ်ရင်ချော့သိပ်ခဲ့ရပါတယ်။နောက်တော့ကားကနေဝင်ချိန်ကြည့်ရင်ထိုင်နေတဲ့စီဘတ်ရှန်နားကိုရောက်လာပြီးဝီဟန်တေးပြီးဆိုတဲ့အကြောင်းလင်ပြောခဲ့မိတယ်လို့အမှန်ကိုဖွင့်ပြောတော့စီဘတ်ရှန်ကအဖြစ်မှန်ကိုတီးပြီးဖြစ်ကြောင်းနဲ့သူ့လုပ်ရက်ကိုနားလေကြောင်းပြောခဲ့ပါတယ်
ပါတယ်။နောက်တစ်နေ့မှာကားကကောင်လေးတွေအတွက်အစာရေစာထပ်ယူလာပြီးသူတို့ကိုကမ်းခြေမှာစော်ကစားခွင့်ပေးခဲ့ပါတယ်။သူတို့စောနေကြတဲ့အချိန်ရုတ်တရက်ဂျာမန်စစ်သားလေး2ယောက်ရောက်လာပြီးသူတို့အဖွဲ့ထဲမှာပါရမယ့်စစ်သားတွေလို့ပြောပါတယ်။အဲ့ဒါနဲ့သူတို့2ယောက်ကိုပါခေါ်ဆော့လိုက်ပြီးမှနားနေတဲ့စီပြန်လာခဲ့ကြပါတယ်။လမ်းမှာအဖွဲလိုက်ပြန်လာကြတဲ့အချိန်ကားကသူ့ရဲ့ခွေးကိုသူပြစ်လိုက်တဲ့ဘောလုံးကိုလိုက်ဖမ်းစေတဲ့အချိန်မမျော်လင့်မဲ့ခွေးကမိုင်းနှင်းမိပြီးပောက်ကွဲသွားပါတယ်။သူချင်းရတဲ့ခွေးလေးရုတ်တရက်တည်သွားတော့ကောင်လေးတွေကိုအလုံးမလုံးခိုင်းပဲတနာမီလို့ဖြစ်တာဆိုပြီးကားကအချင်းစိုးတွေပြန်ပေါ်လာကကောင်လေးတွေကိုဆဲပါတော့တယ်။ကားကကောင်လေးတွေကိုတန်းစီခိုင်းပြီးကမ်းခြေမှာမိုင်းရှင်းမရှင်းစစ်ဖို့ခိုင်းခဲ့ပြီးမင်းတို့ကိုယုံမိတာငါမားပဲလို့ပြောတော့ကောင်လေးတွေကဝန်းနေသွားခဲ့ပါတယ်။နောက်တစ်ရက်မှာစိတ်တဘောထားတင်းမာနေတဲ့ကားကကောင်လေးတွေကိုလက်ချင်းချိတ်ခိုင်းပြီးကမ်းခြေမှာမိုင်းရှင်းမရှင်းစစ်ဖို့ရှောက်ခိုင်းခဲ့ပါတယ်။ကောင်လေးတွေကလမ်းလျှောက်ပြီးနားနေတဲ့ပြန်ရောက်တော့ဟဲမတ်ဆိုတဲ့တယောက်ကအခွင့်အရေးရရင်ဒီနေရာကနေထွက်ပြေးကြဖို့ပြောပြီးမြဲစီဘတ်ရှန်ကမစ်ရှင်ပြီးမှပြန်မယ်လို့ပြောပြီးတားမြစ်ခဲ့ပါတယ်။အဲ့ဒါကိုဟဲမတ်ကပြန်မယ်အတင်းလုံးနေလို့သူ့ကိုကြိုးတုပ်ပြီးခြိထားဖို့စီဘတ်ရှန်ကကောင်လေးတွေကိုခိုင်းခဲ့ပါတယ်။အဲ့ဒီအချိန်မှာမိမတယောက်ကသူ့ရဲ့ကလေးမိုင်းခွင်းထဲရောက်နေတာကိုကယ်ပေးဖို့ကားကိုလာပြောပြီးမြဲကားမရှိလို့ကောင်လေးတွေကိုပဲခေါ်သွားခဲ့ပါတယ်။ကောင်လေးတွေကမိမကြီးခွာနောက်လိုက်သွားတော့ကမ်းခြေရဲ့မိုင်းမရှင်းရတဲ့နေရာမှာကလေးမလေးတယောက်ဆော့နေတာကိုတွေ့လိုက်ရပါတယ်။အဲ့ချိန်ကားကနားနေအိမ်ကိုရောက်လာတဲ့အခါကောင်လေးတွေကိုမတွေ့တာကြောင့်အိမ်ထဲဝင်တဲ့အခါဟဲမတ်ကအကြောင်းစုံပြောပြလို့ကမ်းခြေကိုလိုက်သွားခဲ့ပါတယ်။ကောင်လေးတွေကကလေးမလေးကိုကယ်ဖို့လုပ်နေတဲ့အချိန်ကားလည်းရောက်လာပါတယ်။အားလုံးကကလေးမလေးကိုမလုပ်ဘဲနေဖို့တတိပေးနေကြပေမဲ့ကောင်မလေးကငယ်သေးတာကြောင့်ပြောမရဖြစ်နေတဲ့အချိန်အာနက်ကကန့်တက်ထားတဲ့ခြံစည်းရိုးထဲကိုရောက်လာပြီးကလေးမလေးမလန့်အောင်မိုင်းကိုအသားအရရှင်းပြီးကယ်တင်နိုင်ခဲ့ပါတယ်။ကလေးမလေးကိုကယ်တင်ပြီးခဲ့ပေမဲ့အာနက်ကစိတ်ပစ္စည်းမှုတွေရဲ့သူ့ကိုတည်ဆုံသွားခဲ့ရတာတွေနဲ့ပတ်သက်ပြီးစိတ်တကြနေခဲ့တာကြောင့်စီဘတ်ရှန်တို့စီပြန်မလာပဲဆူဆိုက်လုပ်ဖို့မိုင်းမရှင်းရသေးတဲ့ကမ်းခြေစီလမ်းလျှောက်ရင်မိုင်းနှင်းမိလို့တည်သွားခဲ့ပါတယ်။ကားကတော့တငယ်ချင်းတယောက်ပြီးတယောက်တည်ဆုံနေရတာကိုမခံစားနိုင်ပဲဝမ်းနည်းစွာနဲ့ငိုကြွေးနေတဲ့စီဘတ်ရှန်ကိုနစ်သိမ့်ပေးခဲ့ပြီးကျန်တဲ့လူတွေကိုအိမ်ပြန်ရအောင်ပြန်ပို့ပေးမယ်လို့ကတိပေးခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ကားကကမ်းခြေမှာမိုင်းဖြုတ်နေတဲ့ကောင်လေး4ယောက်ကိုကြည့်နေပါတယ်။တစ်ဖက်မှာလည်းမဟာမိတ်စစ်သားကောင်လေး9ယောက်ကဖြုတ်ပြီးသားမိုင်းတွေကိုထရက်ကားပေါ်တင်နေပါတယ်။ဒါပေမဲ့တေချာမဖြုတ်မိတဲ့မိုင်းကိုကားပေါ်တင်ပြီးတော့အကုန်ပေါက်ကွဲထွက်ပြီးကားတို့ရောက်လာတဲ့အချိန်မှာတော့9ယောက်လုံးတည်သွားခဲ့ပါပြီ။ဒီလိုနဲ့နောက်ဆုံးမစ်ရှင်ပြီးမှလူးဝစ်စီဘတ်ရှန်ဟဲမတ်နဲ့ရူဒေါ့စ်တို့ပဲကျန်ပါတော့တယ်။ကားကတူကတိအတိုင်းပဲကောင်လေးတွေကိုအိမ်ပြန်ပို့ခဲ့ပြီးတော့ကားကကမ်းခြေကိုမိုင်းရှင်းလင်းပြီးသွားပြီဖြစ်ကြောင်းအမှတ်သားလုပ်ပြီးစကန်ကိုပြန်ခဲ့ကအဘီနဲ့သွားတွေ့ပါတယ်။စကန်ရောက်တော့အဘီပြောတဲ့စကားကြောင့်ကားကရှော့ရသွားပါတယ်။တကယ်တော့အဘီဆိုတဲ့အရာရှိကအသက်ရှင်ကျန်ခဲ့တဲ့စီဘတ်ရှန်တို့ကောင်လေး4ယောက်ကိုသူတို့ရဲ့အိမ်ကိုပြန်မပို့ခဲ့ပဲစကယ်လင်ကန်ကိုင်းလန်ဒေတာမှာမိုင်းထက်ရှင်းဖို့မြေပုံမပေးပဲလွတ်လိုက်တယ်လို့သိလိုက်ရပါတယ်။ဒါကိုကြားတော့ကားကချက်ချင်းပဲကောင်လေးတွေကိုကယ်ဖို့လုပ်ပါတယ်။ကားကအဘီရဲ့အမိန့်ကိုဖီဆန်ပြီးကောင်လေးတွေကိုပြန်လို့ဖို့စကယ်လင်ကန်ကစစ်သားတွေစီအမိန့်စာရေးခိုင်းခဲ့ပါတယ်။ကံကောင်းကျင်တော့စစ်သားတွေကကားရဲ့အမိန့်ကိုနာခံပြီးကောင်လေးတွေကိုပြန်ပို့ပေးခဲ့ပါတယ်။ကောင်လေးတွေကကားစီရောက်လာတော့ကားကသူတို့ကိုမီတာ900လောက်အဝေးမှာရှိတဲ့ဂျာမနီနိုင်ငံနေဆက်စီပြီးခိုင်းခဲ့ပါတယ်။ကားကကောင်လေးတွေလွတ်မြောက်တော့မှကိုကြည့်ပြီးကြည်နူးနေရင်ဇလန်းလေးလည်းပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာ။